အိုးကြီး9 လုံးရှင်းတော့ငါပဲဆိုပါစို့အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာမယားသေးစမုတ်ဆိုးဖို့ကုန်သည်ကြီးတယောက်ဟာမြို့စွန်တောင်ကုန်းအခြေကအိမ်ကြီးတစ်ဆောင်မှာအထီးကျန်နေထိုင်တဲ့ကုန်သည်ကြီးကဝယ်လိုက်ရောင်းလိုက်နဲ့နေ့စဉ်လုတ်ကိုင်းနေရင်တရက်တလေတော့ဖြင့်ငါအနားယူသင့်တယ်လို့သူဟာသူပြောပြီးတဘာဝရှုမြော်ခင်းတွေကိုကြည့်ရင်တောတောင်တွေကကြီးငတ်သားရကာတွေရဲ့တေးတီတန်ကိုခံစားနားဆင်မယ်ဆိုတဲ့စိတ်ကူးနဲ့တောင်ကုန်းလေးပေါ်တက်ခဲ့တဲ့ရာသီဥတုကလည်းပူတဲ့နေ့လယ်ခင်းဆိုတော့ကုန်သည်ကြီးအိတ်ချင်လာတဲ့ဓာတ်နဲ့တရေတမောနှက်ဖို့တိတ်ဆိတ်တဲ့နေရာလေးတစ်ခုရှာတယ်တိတ်မရှာရပါဘူးကြောက်ကဘာနေရံမှာဝင်းပေါက်တစ်ခုတွေ့တဲ့တကယ်တော့ဂူပဲသူကမှောင်းနေတဲ့အတွင်းပိုင်းကိုဝင်ပြီးအိတ်တော်တာပေါ့အဲ့ရနိုးတော့ဂူထဲမှာသူနဲ့အတူတခုခုရှိနေတယ်လို့ခံစားရတဲ့ဒါနဲ့ဂူအတွင်းပိုင်းကိုဝင်ရထိုးတွားဝင်ကြည့်တော့ကြီးမားတဲ့မြေအိုးကြီးတစ်လုံးကိုတွေ့တဲ့ပြီးတော့နောက်ထပ်အိုးကြီး9 လုံးတောင်အတူတွေ့ရတဲ့ကုန်သည်ကြီးကအိုးကြီးတွေကိုဖွင့်ကြည့်ရဲပါမလားစဉ်းစားတယ်အဲ့ဒီကူထဲမှာအတန်းဆိုလို့လေသံတောင်မှမကြားရပဲတိတ်ဆိတ်နေတာနည်းနည်းတော့စွန့်စားကြည့်ရမှာပဲဆက်စုခြင်းစိတ်ဆိုတာအင်မတန်ခွန်အားကြီးတာကလားပထမအိုးကြီးရဲ့အဖုံးကိုသူမပြီးဖွင့်နိုင်တာတွေ့ရတယ်ရွှေထင်းကားတွေအိုးနဲ့အပြည့်ပဲတဲ့ဒါနဲ့ဒုတိယတတိယစတုတ္ထပြစ္စမအိုးတွေဆက်ဖွင့်တယ်ဆဋ္ဌမအိုးအဖုံးကိုဖွင့်လိုက်တော့အိုးဘုံအောက်မှာအလွန်ဟောင်းနှွဲ့နဲ့စာရွက်ပိုင်းတစ်ပိုင်းကိုတွေ့တယ်ရေးထားတာကရှာဖွေသူရေတတိသာထားပြီးတော့တတမအိုးရဲရွှေတွေကမင်းအတွက်ပါဒါပေမဲ့အဲ့ဒီထဲမှာကျိန်စာပါတယ်ဘသူမှကျိန်စာကိုချန့်ပစ်ခဲ့ပြီးရွှေတွေကိုယူသွားလို့မရဘူးတဲ့လောကမှာလောဘဟာအလွန်ပြင်းထန်တဲ့မောင်းနှင်အားပဲကုန်သည်ကြီးကတော့ကံကောင်းတယ်ဆိုပြီးပျော်ရွှင်နေတာပေါ့ကုန်သည်ကြီးကအချိန်မဖြုံးမဲလှဲတစီချက်ချင်းငှားပြီးရွှေအိုးကြီးတွေကိုသူ့အိမ်တည်ဖို့စီစဉ်နေအိုးကြီးတွေကကြီးမားတော့မရတာခက်ခဲတယ်လှဲတစ်ခေါက်စားမှအိုးနှလုံးသာတင်နိုင်တယ်ညမှောင်းမှအိမ်ကိုအိုးတွေစုံစိတ်ရောက်တယ်နောက်ဆုံးအခေါက်မှာတတမမြောက်အိုးကိုတလုံးနဲ့တည်ယူတယ်ကံကောင်းထောက်မှစွာပဲအိုးကပေါ့ပါတယ်အထဲမှာဘာမှမပါသလိုပေါ့ပါတယ်အိမ်မှာအိုးတွေအစုံအစိတ်ရောက်ပြီဆိုတော့ရွှေထင်းကားတွေကိုသူရေတွက်တယ်ကုန်သည်ကြီးကသူ့ကိုယ်သူလဲအလွန်ပဲကံကောင်းတယ်လို့ယူဆတယ်တတမအိုးကိုဖွင့်လိုက်ချိန်မှာတော့ရွှေထင်းကားတွေကအိုးတစ်ဝက်ပဲရှိတာသူတွေ့ရတယ်တတမအိုးကိုအပြည့်ဖြည့်ဖို့သူတွေးတယ်စာရွက်ပိုင်းကလေးကိုကုန်သည်ကြီးကလွှင့်ပစ်တယ်ကျိန်စာအကြောင်းလဲမေ့သွားပြီကုန်သည်ကြီးကတော့လောဘသားကောင်ဖြစ်သွားတာပေါ့ငွေကိုရင်းပြီးငွေရှာတော့ဝင်ငွေကောင်းတယ်တတမအိုးကြီးကိုရွှေထင်းကားတွေနဲ့အပြည့်ဖြည့်မယ်ဆိုတော့စားလဲဒီစိတ်သွားလဲဒီစိတ်ဖြစ်နေတာပဲအခုထိလဲအိုးကြီးတဲ့ကိုရွှေထင်းကားတွေဘလောက်များများထည့်ပေမဲ့တဝက်ကတော့ဖြည့်ဖို့လိုနေသေးတာပဲကုန်သည်ကြီးဟာနှစ်ပေါင်းတော်ကြာအသက်ရှင်နေထိုင်သွားခဲ့ရတယ်ဒါပေမဲ့လည်းသူရှာဖွေတွေ့ရှိထားတဲ့ရွှေထင်းကားတွေကိုလုံးဝသုံးစွဲခံစားမှုပြုမသွားရှာဘူး။ဘာကြောင့်လဲဆိုတော့သူခမညာသုံးစွဲပစ်ဖို့နေသာရွှေတွေကိုထက်ရှာလို့ကိုမလုံလောက်နိုင်ပဲဖြစ်နေတာတဲ့